ဒီဗီဒီယိုကြည့်နေတဲ့မှာတနင်္ဂနွေတသမီးငါတသမီးဗုဒ္ဓဘုတသမီးစနေတသမီးရပါတော့မယ်ဆိုလို့ရှိရင်တော့ဒီလ17လပိုင်းထဲမှာတေချာပေါက်စီးပွားတက်တော်မဲ့အခြေအနေတွေရောက်ရှိလို့နေပြီစီးပွားရေးပိုင်းငွေကြေးပိုင်းနဲ့ပတ်သက်လို့ရှိရင်အရင်တုန်းကဆုံးရှုံးသွားတဲ့ငွေကြေးတွေရင်းနှီးမြှုပ်နှံမှုလုပ်ခဲ့တာတွေဆုံးရှုံးခဲ့မယ်ဆိုလို့ရှိရင်ဒီ17လပိုင်းလို့ကာလာမျိုးမှာပြန်ပြီးတော့စီးပွားရေးထောင်မှတ်မဲ့ငွေကြေးတွေဆက်ဆက်ရအဆင်ပြေမယ်ဗျလမ်းမထောင်ရမဲ့17လပိုင်းလေးကိုရောက်ရှိလို့နေပြီအရင်တော့နဲ့မတူဘဲနဲ့ဒီချိန်ဒီကာလာမျိုးမှာစက်တူရှယ်လုပ်ငန်းလေးလုပ်မယ်ဆိုလို့ရှိရင်အရင်ကထပ်ပို့ပြီးတော့ကောင်းပုံမဲ့တိတက်နားလည်းတလူနဲ့တိုင်ပင်ပြီးလုပ်မယ်ဆိုလို့ရှိရင်မိမိတို့ရဲ့အမျက်ရှယ်ရာငွေတွေမိမိတို့ရဲ့ရင်းနှီးမြှုပ်နှံတဲ့ငွေတွေကနှစ်ဆသုံးဆတိုးဝမှာပဲဖြစ်တယ်ဗျဒီဇိုင်းမမတ်နဲ့တေချာမိမိလုပ်နေကြစီးပွားရေးကိုလုံးတေချာပေါက်တိုးတက်ကောင်းမှုလို့မဲ့အခြေအနေရောက်ရှိလို့နေပြီငွေကြေးတွေလက်ရွှင်တော့မဲ့စီးပွားရေးနဲ့ပတ်သက်လို့ရှိရင်စီးပွားတိုးချဲ့မဲ့လူတိုးချဲ့တရားရှိမှဆိုလို့ရှိရင်ရဲရဲဝံ့ဝံ့တိုးချဲ့ပါဒီလုံးကနေပြီးနောက်လို့တစ်ခုထပ်ပြီးပြောင်းလို့မယ်ဆိုလို့ရှိရင်လည်းရဲရဲဝံ့ဝံ့ပြောင်းလို့ပါဗျမိမိရဲ့ဒီချိန်ဒီကာလမျိုးမှာစီးပွားရေးပိုင်းငွေကြေးပေါကံကောင်းနေပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီချိန်ကနေစပြီးတော့17လပိုင်းလိုကာလမျိုးမှာမိမိလုံမလို့ယူရထားတဲ့ကိစ္စအလုပ်ကိစ္စစီးပွားရေးကိစ္စငွေကြေးကိစ္စတွေအားလုံးအကောင့်ထဲပေါ်ပါဗျဒီချိန်ဒီကာလမျိုးမှာငွေကြေးနဲ့ပတ်သက်လို့ရှိရင်ကံကောင်းနေရဲ့နေ့နဲ့၄ခုဖြစ်တဲ့အတွက်ကြောင့်မို့လို့အစားအစာအားလုံးဒီချက်ပို့ပြီးတော့ဆင်ပြေမှုအတွက်တိတက်နားလည်းတဲ့လူတိုင်ပင်ပြီးတော့စက်တူရှယ်ယာလုပ်ငန်းလေးလုပ်ပေးပါဗျ